မက်ဆီကမ္ဘာဖလားရအောင် FIFA ကလုပ်ပေးနေတယ်လို့ဆွဆွဲလိုက်တဲ့တတိမကြီးစမိုင်းမက်ဆီကမ္ဘာဖလားဘိုးလူပွဲကိုတက်သွားတာကပုံမှန်တရားမျှတစွာမဟုတ်ပဲ FIFA ကမ္ဘာဘောလုံးအဖွဲ့ချုပ်နဲ့ဒိုင်ကူလို့ဖြစ်ကြောင်းပြောလာတာကတော့အမေရိကန်နိုင်ငံကတတိမကြီးစမိုင်းမှာဒါကြောင့်လေစမိုင်းကတော်တော်လေးကိုစိတ်ဆိုးနေတာပါအမေရိကန်မှာနေထိုင်နေတဲ့တတိမကြီးစမိုင်းကကြည်ကြည်သက်ချမ်းသာသလိုကမ္ဘာဖလားပြိုင်ပွဲတွေကိုလည်းကိုယ်တိုင်လိုက်လံအားပေးနေတာဖြစ်ပါတယ်တတိမကြီးစမိုင်းကအင်္ဂလန်အသင်းကိုအားပေးတာဖြစ်ပါတယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲဆီမီဖိုင်နယ်မှာတော့အာဂျင်တီးနားနဲ့အင်္ဂလန်တို့ကစားစဉ်မှာမက်ဆီဦးဆောင်တဲ့အာဂျင်တီးနားအသင်းကအင်္ဂလန်ကိုအနိုင်ရပြီးတော့ကမ္ဘာဖလားဘိုးလူပွဲကိုတွတ်သွားတာဖြစ်ပါတယ်ဒါကြောင့်လေမက်ဆီဖန်တွေကဝမ်းသာနေရပါဒါပေမဲ့စမိုင်းပါဝင်ရိုနယ်ဒိုဖန်တွေကတော့မက်ဆီကိုဒိုင်းကူတယ်ဖီဖာကမက်ဆီကိုကမ္ဘာဖလားရအောင်ဇက်ညွှန်းဆွဲထားတယ်လို့ဆိုကြပါတယ်ဒါကြောင့်လူတွေကအထူးသဖြင့်ရိုနယ်ဒိုရဲ့ဖန်တွေကမက်ဆီကိုဒိုင်းကူတယ်လို့ဆိုကြတာပါအခုလေတတိမကြီးစမိုင်းကမက်ဆီကိုဒိုင်းကူတယ်လို့ပြောကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောစမိုင်းပြောသလိုမက်ဆီကိုဒိုင်းကူတယ်ဖီဖာကကူတယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ငွေနဲ့လက်ဆောင်ရတဲ့350တန်စက်ရုပ်ဝတ်စုံကအလူခံအယုတ်ကြီးနဲ့တူနေလို့ဝိုင်းဟားခံရတဲ့စက်ရည်မို့မွေးနေ့ပွဲမှာရတဲ့မွေးနေ့လက်ဆောင်ကကွမ်းနေလို့ဝေဖန်ခံရတာကတော့မင်းသားစက်ရည်မို့ပါတကယ်တော့စက်ရည်မို့ကမွေးနေ့ပွဲမှာမြန်မာနိုင်ငံမှာပထမဆုံးစက်ရုပ်ဝတ်စုံကိုမွေးနေ့လက်ဆောင်ရခဲ့တာပါအဆိုပါဝတ်စုံဟာ350တန်ကြီးရှိပြီးမြန်မာနိုင်ငံရဲ့နာမည်ကျော်ဒီဇိုင်နာရှီလာကစက်ရည်မို့ကိုချစ်လို့လက်ဆောင်ပေးခဲ့တာပါအဆိုပါဝတ်စုံကိုစက်ရည်မို့ကိုအပိုင်ပေးတာဖြစ်ပြီးစက်ရည်မို့အနေနဲ့ stage show မှာဆက်ရုပ်လိုဝစ်ပြီးတော့ကပြဖြော်ပြဖို့အတွက်အပင်ပန်းခံကဖန်တီးထားတာဖြစ်ပါတယ်။ကုန်ကြစိတ်အပြင်တော့350ကုန်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းဆက်ရုပ်ဝတ်စုံကကထိန်ပွဲမှာအလူပတ်ခံတဲ့အယုတ်ကြီးနဲ့တူနေတာပါ။အထူးသဖြင့်ဆက်ရုပ်ကြီးကခင်မီပုံစံမဟုတ်ဘဲတော်တော်လေးကွမ်းနေတာပါ။ဒါအပြင်ဝတ်စုံကြီးကတော်တော်လေးကိုပူလောင်အိုက်ဆက်မဲ့ပုံစံဖြစ်နေတာပါ။ဒါကြောင့်လူတွေကစမ်းရည်မို့အနေနဲ့အဲ့ဒီဝတ်စုံကြီးကိုချွေးတစ်လုံးလုံးနဲ့ဝေးရမှာလားပြန်ပေးလိုက်ကထိန်လေးတဲ့အယုတ်ကြီးနဲ့တူနေတယ်ဆိုပြီးတော့ဝေဖန်ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့ကတော့ကိုကိုချစ်ခင်တန်ဖိုးထားလို့ပေးတဲ့ဝတ်စုံကိုမငင်းတင်ကြောင်းပြောကြပါတယ်။စမ်းရည်မို့ကတော့ဝတ်စုံကိုဝမ်းသာစွာလက်ခံခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့သူတွေကရောစမ်းရည်မို့မွေးနေ့လက်ဆောင်ရတဲ့ဆက်ရုပ်ဝတ်စုံကိုဘယ်လိုမြင်ကြပါသလဲရှင်။